ကိုမောရှင်နဲ့ကိုမောရှင်းမှာမဟုတ်ပဲမြောက်ပဲဟင်ကိုရှင်နဲ့ကျမဟာရှင်အမြဲစားနေတဲ့ဟုတ်ဘာကျွန်တော်ဘာတွေသွားစားမိနေလို့ခင်ဗျာလေဟုတ်ကဲ့ကိုမောရှင်နဲ့ကျမဟာရှင်အမြဲတမ်းစားနေတဲ့ဟာသွားစားတယ်ဘာစားလို့အကွင်းအားဆိုင်မှာအဲ့စဖောင်ပိတ်အောင်ဖတ်ပါဒီပါစကားဒီမှာစလုံးကတော့ကျဲနေရောကိုမောရှင်ကျမဟာရှင်အမြဲတမ်းစားနေတဲ့ကွင်းအားဆိုင်မှာအမျိုးသမီးရဲ့တငယ်ချင်းဖြစ်ပါတယ်တဲ့ရင်းနှီးတယ်အာကိုမောရဲ့တဲ့ကိုမောကိုကျမသိသဘောကျတယ်တည်ရလေဒီအတန်ကြတနာပါစီမျက်နှာမြင်ရှိခင်မှာဆိုဆုနေပြည့်တယ်လေကွာဘုံမလင်းလေးမဲ့ပြောပြရတယ်ကိုမောမျက်နှာကိုကျမအမြဲတမ်းကြည့်နေကြပါလေကြည့်ပါဒါဘာစားနေမှာကြည့်ဒါပေမဲ့ကျမမျက်လုံးနှလုံးကမမြင်ရပါဘူးရှင်မျက်လုံးနှလုံးမမြင်ရဘဲဒီမျက်နှာကြီးကိုကြည့်လို့ရမှာကိစ္စမရှိပါဘူးဗျာမျက်လုံးနှလုံးမပါလဲအဓိကပါဗျာကိုမောရဲ့တဲ့ဗျာကျမဟာကိုမောကိုအနုပညာကိုသဘောကျတာနဲ့သဘောပေါက်တယ်လေလူပုဂ္ဂိုလ်ကိုလည်းချစ်ခင်ပါတယ်တဲ့ဒီလိုပါပဲကိုမနဲ့လက်တွဲကျင်တယ်လေတွဲပါရဒါပေမဲ့ကျမမှာလက်ကလေးမရှိဘူးတဲ့ဒီလက်တွေမရှိဘဲနဲ့လက်တွဲလို့ရမလားကိစ္စမရှိပါဘူးဗျာလက်နှစ်ဖက်လည်းမပါလဲအဓိကပါဗျာအဓိကကိုမောရဲ့တဲ့ကိုမောနဲ့သာဝရလက်တွဲပြီးမတော်ပါမယ်ဘဝခရီးကိုတော့ရှောက်လှမ်းကျင်ပါတယ်တဲ့ရတယ်ဒါပေမဲ့ခြေထောက်နှစ်ဖက်ကဖြတ်ထားရတယ်ကိုမောရီဗျာမျက်စိနှလုံးကလည်းမပါဘူးလက်နှစ်ဘက်ကလည်းမပါခြေထောက်ကလည်းမပါခမကျွန်တော်မိမပြစ်တိုင်းတောင်ကြီးနဲ့ပေးစားနေရလားဟင်ပြစ်တိုင်းတောင်ကြီးနဲ့ပေးစားနေရလားကိစ္စမရှိပါဘူးဗျာမျက်စိလက်တွေခြေထောက်တွေမပါလဲအဓိကပါဗျာကိုမောရဲ့တဲ့စိတ်မဆိုးနဲ့နော်တဲ့ကိုမောတတိကထားတဲ့အဓိကလည်းကျမမှမပါဘူးတဲ့ကတော့ပါရဲ့အဲ့ဒီအဓိကမပါမှတော့မဆိုဆောက်တံဘူး